ဒီနေ့မှာတော့ကျွန်တော်အသုံးများတဲ့ကွန်ပျူတာ3မျိုးအကြောင်းကိုကျွန်တော်အပေါ်ရန်ပတ်ပါလေးပေါ့အကျမ်းပြင်းလေးကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့အပေါ်မှာလည်းကျွန်တော်ရွေးချယ်ပြီးတော့ဝယ်ယူသင့်တဲ့ဟာလေးတွေစဉ်းစားစရာလေးတွေဖြစ်အောင်လို့ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော် laptop ဖြစ်ပါတယ် laptop ကတော့ကျွန်တော်အမျိုးတွေတည်ပြီးသားတိုင်းပဲ battery ပါတယ်တယ်ရလွယ်တယ်ခောက်လို့ပြုလို့ရတယ်ပေါ့ဗျာအဲ့တော့ကြိုက်တဲ့နေရာမှာအဆင်ပြေပြေသုံးလို့ရတယ် battery ပါတဲ့အတွက်ကြောင့်မလို့အချိန်တစ်ခုအထိကိုအာသွင်းညို့မထိုးဘဲနဲ့အသုံးပြုလို့ရတယ်ဒါတော့ laptop ပေါ့နော်အဲ့ထဲမှာကျွန်တော် RAM တွေ SSD တွေကတော့ laptop upgrade လုပ်လို့ရတယ်စသဖြင့် battery ပါညာလဲလို့လည်းရတယ်ပေါ့ဗျာသူအဲ့ဒါလေးအားနည်းချက်အားသာချက်လေးတွေကတော့အဲ့ဒါတွေရှိတယ်ပေါ့ဒါကတော့ laptop နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော် all in one computer လို့ခေါ်တယ်ကျွန်တော်မြင်လိုက်လို့ရှိရင် monitor တစ်ခုတည်းပဲကျွန်တော်တွေ့ရမှာဖြစ်ပြီးတော့အဲ့အထဲထဲမှာသူနဲ့ပတ်သက်တဲ့ parts တွေအကုန်လုံးထည့်ထားတယ်သူ့မှာအာသွင်းညို့တစ်ချောင်းနဲ့ထိုးရုံနဲ့ keyboard လေးချိတ်ဆက်လိုက်အောင်နဲ့တခါတည်းသုံးလို့ရပြီဆိုတော့နေရာအစားအရန်တက်တာတယ်ရုံးသမားတွေအကြိုက်တော်တော်ကြိုက်ကြတယ်ပေါ့ဗျာ all in one သူ့ရဲ့အားနည်းချက်ကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ desktop တွေလိုမျိုး graphic card တွေဘာတွေအရင်ဟိုချိန်ပြောင်းလုပ်လို့သိမ့်မလွယ်ဘူးပေါ့နော်မရဘူးပေါ့အဲ့ဒီအတွက်ကြောင့်သူအားနည်းချက်ရှိအားသာချက်ကတော့ရုံးသမားတွေအရင်ကြိုက်တယ်အားရပါရသုံးကျင်တယ်ကျွန်တော်တို့ဒီ size ရဲ့ပဲဖြစ်ဘာဖြစ်အကောင့်တွေသုံးရနေရာအစားတော်တော်တက်တာတယ်တော့အောက်သွင်းညို့တစ်ချောင်းနဲ့ထိုးလိုက်မယ် keyboard လေးချိတ်လိုက်မယ်ဆိုသုံးလို့ရပြီအဲ့ဒါကြတော့ရုံးသမားတွေကြိုက်တဲ့ all in one computer အဲ့ဒီရဲ့ monitor ထဲမှာအကုန်ထည့်ထားတဲ့အကောင်ကြီးပေါ့နော်အဲ့ကောင်တစ်မျိုးရှိရဆိုတော့ကျွန်တော်တို့ laptop နဲ့ all in one နဲ့နှစ်မျိုးရှိသွားပြီပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော် high performance တွေသုံးရတဲ့ကောင်ကြီးအဲ့ကောင်ကျတော့ desktop computer လို့ခေါ်တယ်ကျွန်တော်အမျိုးတွေမြင်ပြီးသားဖြစ်လိမ့်မယ်ဘေးနာပုံးကြီးနဲ့အနောက်မှာလည်းကျိုးတွေပါလေရှုပ်ရှက်တွေကတ်နေတယ်ပေါ့ဗျာအဲ့ကောင်ကြီးကတော့တကယ်မိုက်တယ်ပေါ့နော်တကယ် performance မြင့်မြင့်သုံးချင်တယ်ဆိုသူ့ကိုသုံးမှရမယ်အဲ့ဒါ desktop computer ပဲအဲ့ desktop computer ကျွန်တော် monitor တွေကျွန်တော်တို့ customize လုပ်လို့ရတယ်ကွေးတာတွေကောက်တာတွေအကုန်လုံးရွေးချယ်ပြီးတော့ချိတ်ဆက်လို့ရတယ်ဒီ system ပုံးထဲမှာထည့်မဲ့ graphic card တွေကျွန်တော် RAM တွေကအစSSD တွေ hard disk တွေစသဖြင့်နေလဲအကုန် upgrade လုပ်လို့ရတယ်အချိန်ပြောင်း9ကွက်9ကွက်ဆိုအကုန်လုံးကြိုက်တယ်လို့ရွှေ့ပြောင်းပြီးတော့ရွှေ့ပြောင်းနေဆိုတော့ကြိုက်တယ်လို့အချိန်ပြောင်းလုပ်ပြီးထည့်လို့ရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတကယ် high performance သုံးကျင်တဲ့လူတွေကအဲ့ကောင်သုံးမှရမယ်တကယ်လည်း streaming တွေလုပ်မယ် professional streamer တွေအတွက်ကောနောက်တစ်ခုအနေနဲ့ကျွန်တော် video editing graphic card ကောင်းကောင်းသုံးရမယ့်ကောင်တွေကြတော့ဒီလိုမျိုး desktop တွေသုံးမှပဲတော်တော်လေးကိုမိုက်မှာပေါ့နော်အဲ့တော့အခုပြောပြပေးသွားတဲ့အပေါ်ရန်အကျမ်းမြင့်လေးပြောပြပေးသွားတော့ laptop နဲ့ all in one နဲ့ကျွန်တော် desktop နဲ့ computer 3မျိုးပေါ့နော်အဲ့မှာမိမိကဒီတည်သွားတယ်လာပဲလုပ်မယ်တည်သွားတယ်လာလုပ်ဖို့များမယ် presentation တွေလုပ်မယ်စသဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော် laptop ကိုရွေးချယ်ပါအဲ့မှာတော့ battery ပါတဲ့အတွက်ကြောင့်မလို့အတိုင်းအတာတစ်ခုတည်းအချိန်တိုင်းတာတစ်ခုတည်းအားသွင်းစရာမလိုဘူး all in one ကတော့နေရာစားတက်တာမယ် desktop လိုမျိုး monitor ကြဲကြဲလေးနဲ့ကောင်းကောင်းအထိုင်သုံးကျင်တယ်ဆိုတော့အဲ့ကောင်လေးအဲ့ကောင်ကကြတော့ high performance တော့မရဘူးနောက်ဆုံးတစ်ခုကတော့ performance အမြင့်ဆုံးသုံးကျင်တယ်ဆို desktop ကိုသုံးမှရမယ်အဲ့ဒါတော့ monitor အစပြီးတော့ customize ဝယ်ချမ်းပြီးတော့အမြင့်ဆုံးတွေပဲမြင့်လို့ရတဲ့အနေအထားမှာရှိပါအဲ့တော့အဲ့၃မျိုးကကြိုက်နေတဲ့တဲ့ဟာကိုကွက်တိကြောင်ဝယ်ဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ